သမ္မတန္တယရဏဂေဟိဒေဝတံဂေသူတေတကံအနန္တနေယပတ္တနံဗုဒ္ဓံဝန္ဒာမအာတရံယရဏဂေသတုဒ္ဓသတ္တာဒါနတွင်ခေါ်ရွှေကြောင်းတော်၌သမတန္တံအဘိဓမ္မာခုနှစ်ကျမ်းလွန်တင်ဆန်းသည့်ရွှေကြောင်းတော်မြတ်ကိုသာဝေညုတာဗုဒ္ဓတဖြင့်ခုနှစ်ပတ်လုံးမပြတ်သုံးသတ်တော်မူပါဗေဒသောဒေဝတံဂေမေရောမိနာတာအမှုတာ၍ခါစားရောက်လာတောင်းစကဝါမနတ်မြမာပေါင်းသူတော်ကောင်းတို့ကိုအနန္တနေယပဋ္ဌာနံအဘိဓမ္မာခုနှစ်ကျမ်းအဝင်ပါမဟာပကရဏတွင်ခေါ်အနန္တနေယပဋ္ဌာန်းကျမ်းတော်ကြီးကိုသူရေတကံနတ်တို့နေယဝတိတမဗန္ဓုကဗလာများကြောက်ပြ၌ဝါတွင်3 လခသမယဝေမြွာတုပ်ဘောဟောကြားတော်မူပါဗေဒသောဗုဒ္ဓံသဗ္ဗညုတကုံကိုလုံးခြုံသည့်လုံးစုံတ attva နတ်မြမာပေါင်းတို့ထက်တူပဲပြိုင်ကင်းတရား